ကွန်တက်တီဆောင်မဲ့အစီအစဉ်ကိုချပြလာတဲ့ KG အားလုံးပဲမင်္ဂလာပါစာချင်း ref ကလေးက KG တို့တင်ကိုဝယ်ယူစင်တော့ကခရီးတွေအများကြီးပေးခဲ့ပူပါတယ်ဒါပေမဲ့အဲ့ဒီခရီးအများစုကသူမပေးခဲ့တဲ့ခရီးတွေလိုပဲဖြစ်ပြီးတော့အပြောတတ်တာဖြစ်ပြီးလက်တွေ့တော့ဖြစ်မလာသေးပါဘူးစာချင်းတို့ပေးခဲ့တဲ့ခရီးတွေထဲမှာကွန်တက်ကြီးတီဆောင်မဲ့အစီအစဉ်လေးပါဝင်ခဲ့ပါတယ် KG တို့ရဲ့ Old Trafford ကွင်းကြီးကအင်္ဂလန်ကလပ်တွေထဲမှာဆိုရင်ပြည်သက်ဝင်ဆန်ကွင်းကွင်းကြီးဆိုပေမဲ့အိုဟောင်းနေခဲ့ပြီဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်တုန်းကလည်းကွင်းထဲမိုးတွေယူနေခဲ့တာကြောင့်တခြားအသင်းဖန်တွေရဲ့လောင်တောင်ခြင်းကိုခံခဲ့ရသေးပါတယ်ဒါအပြင်ကွင်းထဲမှာကြွက်တွေတောင်းကျမ်းနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ထားခဲ့တာပါကွန်ကြီးကပြည်သက်ဝင်ဆန်တဲ့အပိုင်းမှာတခြားကွင်းတွေထက်သာနေတယ်ဆိုပေမဲ့ဒီဘက်ကရဲ့ဆန်ချင်းဆန်ကြောနဲ့တော့မကိုက်ညီတော့ပါဘူးစာချင်းတို့ကလက်ရှိကွင်းကြီးကိုပဲပြန်ပြပြင်မလားဒါမှမဟုတ်အသက်ဆောက်မလားဆိုတာကိုစဉ်းစားခဲ့ကြပါတယ်အသက်ဆောက်တယ်ဆိုတဲ့နေရာမှာလက်ရှိကွင်းကြီးကိုဖြိုချပြီးပြန်ဆောက်တာနဲ့တခြားတဲ့နေရာမှာအသက်ဆောက်တာဆိုပြီးတော့စဉ်းစားစရာနှစ်ပိုင်းကွဲနေပါတယ်ဖဘကစဉ်းစားပြီးတဲ့နောက်မှာတော့စာချင်းတို့လည်းကွင်းတဲ့နဲ့ပတ်သက်ပြီးတော့စမကြတစ်ခုကိုချမှတ်လိုက်ပါပြီအဲ့ဒါတော့လက်ရှိကွင်းကိုဒီတိုင်းကြီးထားလိုက်ပြီးတော့တခြားတဲ့နေရာမှာပဲကွင်းတဲ့တိဆောက်သွားဖို့ဖြစ်ပါတယ် UK အစိုးရရဲ့ထောက်ခံမှုကိုရရှိခဲ့ပြီးတဲ့နောက်မှာတော့ Ref ကလေးတို့အနေနဲ့ကွင်းတဲ့ဆောက်မဲ့အစီအစဉ်ကိုတရားဝင်ချပြလာခဲ့ပါတယ်ဒီကွင်းတဲ့က Old Trafford နဲ့အနီးဆုံးနေရာမှာပဲရှိလိမ့်မယ်လို့သိရပါတယ်စာချင်းတို့ကကွင်းတဲ့တက်ကုန်ကြစရိတ်ကိုပေါင်1ဘီလီယံလောက်ထိအသုံးပြုသွားဖို့ရှိရလို့သိရပါတယ်ဒါအပြင်ပြည်သက်အင်အားအနေနဲ့တသိန်းကျော်ထိဝန်ဆက်မယ်လို့လည်းဆိုခဲ့ပါတယ်အဲကြောင့်ဝင်ပလီကွင်းကြီးကိုပါကြော်တက်ပြီးတော့အင်္ဂလန်ရဲ့အကြီးဆုံးဘောလုံးကွင်းကြီးတွင်ဖြစ်လာမှာပါကကြီးတို့ဘက်ကကွင်းသစ်ကြီးရဲ့ဒီဇိုင်းလေးကိုချပြလာခဲ့ပြီးတော့တော်တော်လေးလည်းခမ်းနားနေကြတာကိုတွေ့ရပါတယ်ကွင်းရဲ့အပေါ်မှာထီးပုံစံအမိုးတွေလည်းပါဝင်ပြီးတော့မသိရင်စက်ကပ်ပွဲတွေနဲ့တော့ခက်ဆင်ဆင်ဖြစ်နေပါတယ်ကကြီးတို့ရဲ့ကွင်းသစ်ကြီးအားဆိုရင်တခြား activity တွေလုပ်နိုင်မယ့်နေရာတွေနဲ့ဖျက်ပြည့်ရွေးအစုံလေးပါဝင်လာမှာဖြစ်ပါတယ်ကွင်းသစ်တိဆောက်ရေးမှာဆိုရင်အလီယာဆိုဖီကွင်းဟာလဝါတို့ရဲ့ဘာနီဗျူးကွင်းသစ်တိဆောက်ရေးကဘိသူကပညာရှင်တွေနဲ့အင်ဂျင်နီယာတွေပါဝင်လာမှာဖြစ်ပါတယ်စာချင်း ref ကလေးအနေနဲ့ကတော့ကွင်းသစ်ကြီးကို9နှစ်အတွင်းအပြီးဆောက်ဖို့အတွက်နှံလင့်ထားတယ်လို့သိရပါတယ်ကွင်းသစ်ကြီးမပြီးသေးခင်အထိတော့ Old Trafford ကိုပဲအိမ်ဝင်ဖြစ်အသုံးပြုနေရအောင်ပါကွင်းသစ်ကြီးပြီးသွားရင်လည်း Old Trafford ကိုမျိုးသမီးနဲ့လူငယ်အသင်းတွေအတွက်ဆိုပြီးတော့ဆက်သုံးသွားဖို့ရှိနေပါတယ်ဒီကြီးတို့ကလည်းရှိမှဆိုရင်စီးပွားရေးရပြည်လဲပြီးတော့အများဆုံးနေရနေတဲ့အသင်းမဟုတ်ပါဘူးသူတို့အသင်းကအကျွေး1ဘီလီယံထိအောင်တင်နေပြီးတော့လက်ရှိမှာဘတ်ဂျက်လျှော့ချရေးတွေလုပ်နေရပါတယ်ဒီလိုအချိန်တွေမျိုးမှာဘယ်ဟာပတ်စံနဲ့ပေါင်1ဘီလီယံထိသုံးပြီးတော့ကွင်းသစ်ကိုတိဆောက်သွားမလဲဆိုတာစဉ်းစားစရာတော့ဖြစ်နေပါတယ်နောက်ထပ်သတိထားရမယ်ပရီးမီးယားလိရဲ့ဘန်နာရေးစီးမြင်တွေကလည်းရှိနေပါတယ်ဘောလုံးစီးပွားရေးပိုင်းကျွမ်းကျင်သူတူကကေဂျီတို့ကဒီကွင်းကိုအကျွေးနဲ့ဆောက်ထားတာဖြစ်နိုင်တယ်လို့သုံးသပ်သွားပါတယ်ကျမဤလူကလည်းဒီလိုပဲအကျွေးနဲ့ဆောက်ခဲ့ပြီးတော့ကွင်းသစ်နဲ့ဝင်ငွေပိုရှာနိုင်ခဲ့တဲ့တာရကတွေလည်းရှိခဲ့ပါတယ်ကေဂျီတို့ကွင်းသစ်ဆောက်ခဲ့တာကအကြောင်းမဟုတ်ပေမဲ့ဒီကွင်းနဲ့ချန်ပီယံရှစ်ဆန်ကန်နေရရင်တော့တိတ်တော့အဆင်မပြေဘူးလို့ပြောရမှာပါဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်